Hey, hello, Dinele. Sunday suro. Hello, knowledge. A good lot of Sanga media join a letter cause no Puritan, no. Arabale suro. To share America at the Mima, but Maso, Nangan Chama, Webi Roma, America, ma, mute muye, when G Mewim Salare, Mendani, a John Lee, don't have yours and no. ဘာဖြစ်လို့လဲဆိုတော့အခုတော့ online မှာဒီလူအကြောင်းကိုတော်တော်လေးကိုလူပြောများနေတယ်ပေါ့ဆိုတော့ तू အနိုင်မရခင်တော့ကလူတွေကတိတ်မပြောကြဘူးပေါ့လေဘာဖြစ်လို့လဲဆိုတော့ तू အနိုင်ရမယ်လို့မထင်ဘူးဘာဖြစ်လို့လဲဆိုတော့ तू နဲ့ fight တဲ့လူတွေ तू နဲ့ပြန်ဖက်ကအခုအစိုးရရဲ့အဖွဲတက်ကလူဖြစ်တယ်ပေါ့လေအဲ့ဒီခါမှာလူတွေကတိတ်မပြောဘူးသမရကလည်းပဲဒေါ်နယ်ထရန့်ကလည်းပဲသူနိုင်မယ်လို့ပြောမယုံဘူးလုံးဝမထင်ထားဘူးပေါ့အဲ့တော့သူနိုင်တဲ့ခါမှာလူတွေကသူ့ကိုဝမ်းပြီးတော့အပြစ်ပြောလာတယ်ဗောလေဝေဖန်တိုက်ခိုက်လာတယ်ဗောအဲ့ဒီထဲမှာဒီနိုင်ငံကလူတွေလူဖြိုတွေလူမဲတွေတော့ထားလိုက်သူတို့ကအာဖရိကကလာတဲ့လူတွေဖြစ်တယ်အဲ့ဒီမန်ဒါနီကလည်းသူက East Africa ဖြစ်တယ်လေဆိုရိခါမှာသူတို့ဒီနိုင်ငံလူတွေလူဖြိုတွေကျန်တဲ့လူတွေတိုက်ခိုက်တာကျွန်တော်သိမပြောချင်ဘူးဒါပေမဲ့မရှိမဆိုင်ကွာသိရမလားကျွန်တော်တို့မြန်မာပြည်ကလူတွေကအမေရိကရောက်လာတဲ့လူတွေကသူ့ကိုပြန်တိုက်ခိုက်တာတော့ကျွန်တော်သိပြီးတော့နားမလဲဘူးသူကနိုင်ငံခြားမှာမွေးတဲ့လူအမေရိကမှာလာပြီးတော့မှအခြေချတဲ့လူတယောက်ကခုလိုမျိုးဝင်ဆက်လာတာကျွန်တော်တို့ကအားပေးရမှာမဟုတ်ဘူးလားဘာကြောင့်သူတို့ကိုတိုက်ခိုက်တာကျွန်တော်နားမလဲဘူးဒါပေမဲ့ကျွန်တော်စဉ်းစားတလောက်ပြောရမယ်ဆိုရင်တော့သူကစအနိုင်ရတဲ့အချိန်မှာတမရကိုနည်းနည်းစင်ခေါ်တဲ့ပုံစံမျိုးစကားသူပြောသွားတာအဲ့ဒါကိုဒေါ်နယ်ထရန့်လူတွေဒီမြန်မာနိုင်ငံကလူတွေဒေါ်နယ်ထရန့်ကိုအားပေးတဲ့လူတွေကနည်းနည်းဒေါသဖြစ်သွားတယ်ပုံရတယ်သူတို့ကအတကုံတိုက်ခိုက်လာတယ်သူဘာညာလို့ဘယ်လိုဖြစ်မဲ့မြို့ရောမှာ free ဘာညာအကုန်လုံးကလကားပေးမယ်သူမပြောတဲ့ဟာတွေနော်အဲ့ဒါတွေသူမပြောတဲ့ဟာတွေပြီးတော့အမေရိကအကလုံးနယူးယောက်ကိုပြောင်းကြပြီမဟုတ်တော့တချို့ကနယူးယောက်ကလည်းအကလုံးထွက်ကြပြီဘာညာကွေကားတွေအကလုံးတော့ပြောကြတယ်ကျွန်တော်နားမလည်ဘူးဘာကြောင့်တိုက်ခိုက်တာလဲမြန်မာပြည်မှာမွေးတဲ့လူတွေအမေရိကမှာအခြေလာချတဲ့လူတွေကသူ့ကိုတိုက်ခိုက်တာကျွန်တော်နားမလည်နိုင်ဘူးသူကဘာမှလည်းမလုပ်ရသေးဘူးသိရမလားသူပြောရတဲ့မှာလည်းအဲ့လိုတိုက်ခိုက်เสียမရှိဘူးဒီနိုင်ငံရေးလောကမှာပြောတဲ့သူတို့ပြောမေးဆွေတို့ကပြောတဲ့စကားကိုတကယ်ဖြစ်လာတဲ့အခါမှာသူတို့ဘယ်သူမှ 100% အကောင့်အထည်မဖော်နိုင်ဘူးတိအခုတမရကိုတန်လဲသူမေးဆွေတို့ကပြောခဲ့တယ်ကုန်စည်နှုန်းတွေချပေးမယ်လို့သူအခါပြောခဲ့တယ်ဒါပေမဲ့သူတမရဖြစ်လာတဲ့အခါမှာကုန်စည်နှုန်းတွေကျသလားမပြောနဲ့မိုးပေါ်ခုန်တက်သွားတယ်လေပြောချင်တာနိုင်ငံရေးလောကမှာသူတို့မေးဆွေတို့ကပြောတဲ့စကားကဒါမေးဆွေတို့ကပြောတဲ့စကားပဲတကယ်အကုန်ထိပေါ်လာဆိုရင်မပေါ်ဘူးလေဆိုတော့ကျွန်တော်ပြောချင်တာကအခုကျွန်တော်ပြောချင်တာပါလေဆိုတော့ဘာအလုံးမလို့အသေးတဲ့နိုင်ငံခြားမှာမွေးပြအမေရိကမှာမြို့ဝင်လာဖြစ်တဲ့လူတယောက်ကိုမြန်မာပြည်ကလာပြီးတော့မှဒီအမေရိကမှာလာအခြေချတဲ့ကျွန်တော်တို့ကတိုက်ခတ်ဆက်ဘာအကြောင်းမှမရှိဘူးကျွန်တော်တို့လည်းသူ့ကိုကြည့်ပြီးတော့ကျွန်တော်တို့လည်းသူ့လိုဖြစ်နိုင်တယ်ဆိုတော့ခံယူချက်နဲ့သူ့လိုစူးစမ်းဖို့ပဲလူတွေသူ့ကိုတိုက်ခိုက်ဖို့ဆိုတာကျွန်တော်တို့ဦးနောက်ထဲမှာတိုက်ခိုက်ဖို့ပဲစဉ်းစားနေတဲ့အဖွဲ့တွေကိုပြန်ပြီးတော့မှသူ့လိုဖြစ်အောင်စူးစမ်းလိုက်ပါဦးတိုက်ခိုက်ဖို့တော့တင်မစင်စားနဲ့သူကဘာမှမလုပ်ရသေးဘူး
သူလုံနိုင်တာလည်းအများကြီးရှိလာလိမ့်မယ်ဘာမှမလို့ရနိုင်တောင်မှနိုင်ငံချမ်းမှာမွေးပြီးတော့ဒီနိုင်ငံမှာမျိုးဝင်ဖြစ်လို့ရတယ်ဆိုတဲ့ကုန်ကိုတော့ငါတို့လေးစားရမယ်အားပေးရမယ်တက်ခိုက်ဖို့ပဲမစင်စားနဲ့အားပေးဖို့လည်းစဉ်းစားပါဘူးเนาะ